ပြီးခဲ့တဲ့ဗီဒီယိုတွေမှာကတော့အလူမီနီယံနဲ့မှန်တွေကိုဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာတွေကိုပြောပြပေးခဲ့ပြီးအခုတစ်ပတ်မှာကတော့အလူမီနီယံတွန်းဖွင့်ပတင်းတကားတွေအတွက်ထိမ့်သိမ့်မှုပုံစံလေးတွေအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အလူမီနီယံပတင်းတကားတွေအနေနဲ့သတ်မှတ်ထားတဲ့တက်တန်းကြာချိန်တစ်ခုကိုရောက်လာတဲ့အခါပြုပြင်ထိမ့်သိမ့်မှုအတွက်ကိုလည်းလိုအပ်လာပါတယ်။အားနည်းချက်အသေးအမွှားလေးတွေကနေစပြီးအချိန်တစ်ခုကိုရောက်တဲ့အခါမလိုလားအပ်တဲ့ပြုပြင်ထိမ့်သိမ့်မှုနဲ့ဈေးရိတ်မြင့်မားမှုတွေကိုတွေ့ကြုံလာရနိုင်ပါတယ်။အလူမီနီယံတွန်းဖွင့်ပတင်းတကားတွေမှာပုံမှန်ထိမ့်သိမ့်မှုအားနည်းတဲ့အခါအသုံးပြုထားတဲ့စကရူနဲ့ rapid တွေကရှော့ထွက်လာနိုင်ပြီးတင်းကျပ်မှုရှိမရှိနဲ့တန်ကြေးတက်မှုတွေရှိမရှိကိုစစ်ဆေးရန်လည်းလိုအပ်ပါတယ်။မိုးရင်းကာလတွေမှာဆိုရင်တွန်းဖွင့်တကားတွေရဲ့ multiple lock နဲ့ lever handle lock system တွေမှာဖိအားကောင်းစွာမရှိတာကြောင့်တကားကြီးပေါင်နဲ့တကယ်ရွက်ကြားမှာရေစိမ့်ဝင်မှုတွေဖြစ်နိုင်ပါတယ်။အသုံးပြုထားတဲ့ fashion stay နဲ့ပတ်တာတွေမှာဖုံနဲ့အနစ်အကြေးများကတ်တွယ်ပြီးကောင်းစွာအလုံးမလုံးနိုင်ရင်လည်းလက်ကင်များမှာကျက်နိုင်ပြီးမတော်တဆလက်ကင်ကျိုးပွဲမှုတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ဆီလီကွန်ကိုအသုံးပြုထားတဲ့နေရာတွေမှာလည်းရာသီဥတုပြောင်းလဲမှုဒဏ်တွေကြောင့်ဆီလီကွန်လမ်းကြောင်းတွေကအကွဲကြောင်းတွေဖြစ်ပေါ်လာပြီးမာကြောပေါက်ပြဲကမိုးရေရိုစိမ့်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရှေ့လာမယ့်တစ်ပတ်မှာတော့အလူမီနီယံစလိုက်ပတင်းတကားတွေအတွက်ထိမ့်သိမ့်မှုပုံစံလေးတွေအကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။